ရှိနေခိုင်ဟာဘဝရဲ့အတရားဆုံးမှာဒီအချိန်မှာကိုကြည့်ရင်လည်းသူ့ကိုတနာလာမိတယ်မကျင်လေခဲ့ဘူးတဲ့သစိမ့်နဲ့မှာစိတ်အားငယ်လာရော့ပေါ်စီကဆက်ဆံမိတာတွေ့ပြီးရင်နာမဆုံးပါတကယ်ဆိုရင်ကိုကြိုးစွန်ပြီးသူခမချစ်လာရရှာဘာဆိုပါမလဲတုံ့ပြန်ရင်နဲ့လုံးမပေးနိုင်ခဲ့ဘူးလေဒီကစားပြီးရှေ့ကိုဆိုသူ့ရဲ့လို့အင်းရှိတာဖြစ်စွမ်းမဲ့ဖြစ်စွမ်းပေးမယ်ဒီကစားပြီးရှေ့ကိုဆိုသူ့အပေါ်ထားဝစင်ငယ်ညာမယ်တတ်နိုင်တဲ့လောက်ကြီးဆိုင်မယ်သဘောဟာပေးမြတ်ခံယူခြင်းသာဘယ်နေရာမဆိုတစ်ဖက်ဆုံးကြရင်တယောက်တော့မျက်နှာရစမြဲမပြေလေခဲ့သေးတဲ့နှောင်းချစ်ကြွေးတွေပေးစားခြင်းတဲ့ဒီကစားပြီးရှေ့ကိုဆိုသူ့ရဲ့လို့အင်းရှိတာတွေဖြစ်စွမ်းမဲ့ဖြစ်စွမ်းပေးမယ်ဒီကစားပြီးရှေ့ကိုဆိုသူ့အပေါ်ထားဝစင်ငယ်ညာမယ်တတ်နိုင်တဲ့လောက်ကြီးဆိုင်မယ်ချစ်စစ်မြစ်တာသဘောဟာပေးမြတ်ခံယူခြင်းသာဘယ်နေရာမဆိုတစ်ဖက်ဆုံးကြရင်တယောက်တော့မျက်နှာရစမြဲမပြေလေခဲ့သေးတဲ့နှောင်းချစ်ကြွေးတွေပေးစားခြင်းတဲ့ဒီကစားပြီးရှေ့ကိုဆိုသူ့ရဲ့လို့အင်းရှိတာတွေဖြစ်စွမ်းမဲ့ဖြစ်စွမ်း